အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ brand တစ်ခုကိုတည်ဆောက်ခြင်းတဲ့လူတွေအတွက်အကြံဉာဏ်လေးပေးချင်ပါတယ်တချို့ကထုတ်ကုန်တစ်ခုကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်50မျိုးထုတ်ပြီးတော့ဈေးကွက်ထဲမှာချပြချင်ကြပါတယ်အမှန်တကယ်ကဈေးကွက်တစ်ခုကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်ကျမတို့ကပစ္စည်းတစ်မျိုးတည်းအဲ့တစ်မျိုးထဲကလည်းကိုယ်တိုင်နဲ့တက်တဲ့ပစ္စည်းဖြစ်ရမယ်ကိုယ်စိတ်ကြိုက်ရွေးချယ်ထားတဲ့ကုန်ပစ္စည်းဖြစ်ရမယ်ဘာလို့စိတ်ကြိုက်ရွေးချယ်ထားတဲ့ကုန်ပစ္စည်းဖြစ်ရမလဲလို့ပြောရတာဆိုရင်ကျမတို့ကိုယ်တိုင်ကတိုက်နဲ့တက်မနေဘူးဆိုရင်ဒီထုတ်ကုန်ပေါ်မှာယုံကြည်မှုမရှိဘူးယုံကြည်မှုမရှိတဲ့ခါကျလို့ရှိရင်ကိုက customer ကိုပြီးမယ်ဆိုလို့ရှိရင်လည်းဒါဟာယုံကြည်မှုမရရှိပဲနေမယ်ပေါ့နော်ဒါကြောင့်မလို့ကိုတိုက်နဲ့တက်တဲ့ပစ္စည်းဖြစ်ရမယ်ကိုအရန်သဘောကျတဲ့ပစ္စည်းဖြစ်ရမယ်ကိုနှိမ့်စင်သုံးနေတဲ့ပစ္စည်းပဲဖြစ်ရမယ်ဒါကိုတိုက်နဲ့တက်ပြီးဒါကိုအရန်သဘောကျပြီဆိုမှကိုကဒီထုတ်ကုန်တစ်ခုကိုထုတ်မယ်ထုတ်ကုန်တစ်ခုကိုထုတ်ပြီးတော့ကျမတို့ကသွားမယ်ပေါ့နော်ဈေးကွက်ထဲမှာသွားမယ်ဒါဈေးတန်းဝင်ပြီးအားလုံးလည်းရောင်းရပြီဆိုမှဖြစ်ဖြစ်ချင်းနောက်ထပ်ပစ္စည်းလေးတွေတွဲထုတ်လို့ရပါတယ်တစ်မျိုးထဲမှာပုံပြီးတော့ပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေအများကြီးထည့်ပြီးတော့လုပ်ကြရမလို့ပါဘူးတစ်မျိုးလေးကိုလည်းအရင်ဆုံးစမ်းပြီးတော့လုပ်ကြည့်လို့ရပါတယ်အဲ့တစ်မျိုးလေးကိုလုပ်ဖို့အတွက်ဆိုတာကလည်းကိုယ်တိုင်ကြိုက်ညက်တက်ပြီးတော့ကိုယ်တိုင်ဈေးကွက်ထဲမှာmarket survey ကောက်တာပဲဖြစ်ဖြစ် market survey မကောက်ခဲ့ရင်လည်းလူတိုင်းပေါ့နော်နေပါကနေ့စဉ်သုံးနေတဲ့ပစ္စည်းမျိုးဖြစ်လို့ရှိရင်လည်းပို့ပြီးတော့ကောင်းပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ပြောချင်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်24 hour ဖွင့်ထားတဲ့7-Eleven တို့စိုင်းနေမှာတို့ brand ပေါင်းစုံရှိတယ်ကိုရီးယားထိုင်းသူတို့ထိုင်း product တွေလည်းရှိတယ်တခြား brand တွေလည်းရှိတယ်အများကြီးရှိတာကြီးထုတ်လေးရှိတယ်တော့တိုင်းဆေးဆိုလည်းမျိုး shoe ဆေးဆိုလည်းအများကြီးရှိတဲ့ထက်လူတိုင်းကဒီပစ္စည်းတစ်ခုဆိုတဲ့ကိုဝယ်ရမယ်မဟုတ်ဒီ brand တစ်ခုတည်းကိုလည်းဝယ်ရမယ်သူတို့ကပြောင်းလဲပြီးသုံးနေတယ်ဒီကွက်ကြီးကအများကြီးရှိသေးတယ်ထုတ်လို့ရတယ်ဒါပေမဲ့ကိုထုံးမဲ့ထုတ်ကုန်တစ်ခုအတွက်ကိုကလည်းကြိုက်နေတဲ့ပစ္စည်းဖြစ်တယ်လို့ကိုယ်တိုင်ကလည်းစိတ်ဝင်စားပြီးတော့ကိုယ်တိုင်ကလည်းတကယ်ရောင်းချင်တဲ့စိတ်ဖြစ်ရှိတဲ့ပစ္စည်းမျိုးကိုပဲထုတ်ရင်တော့ပို့ပြီးတော့ကိုယ်အတွက်ထိရောက်ပါတယ်ဒီကွက်ထဲမှာလည်းပို့ပြီးတော့ကြားကြည့်ခံနေတယ်ပေါ့နော်ဒါလေးကိုဝင်ရပေးချင်ပါတယ် project ထုတ်ကုန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်ဆွေးနွေးတိုင်ပင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်